Hello မင်္ဂလာပါ live လေး channel ကနေကြိုဆိုပါတယ် KP ပြဿနာကတော့အားလုံးသိကြပြီဆိုတော့တိတ်ထူးဆန်းမဟုတ်တော့ဘူးကျွန်တော်တို့အခုကဝေးပေးပေါ့နော်ဝေးပေးပြဿနာဘယ်ကနေစလဲဆိုတာဗီဒီယိုရင်ကြည့်လိုက်ရအောင် okay မဲရတင်မှာညီမလေးနော်ဟယ်လိုဟုတ်ကဲ့မဲရတင်မှာညီမလေးအဲ့တော့အမားတို့ကလေအခုအမားမှာပြဿနာတစ်ခုတက်နေတယ်ညီမလေးနော်ဘယ်ဖုန်းနံပါတ်လဲညီမလေးတေချာမှတ်နော်ညီမလေးဒေါ်ရီတင်ကိုပါအခုဖုန်းဆက်တာဒေါ်ရီတင်ကိုပါအေးခဏလေးတော့သမီးပြဿနာသမီးရဲ့မရဲ့အတန်ကိုကြားလားသမီးဟုတ်ကဲ့ကြားပါပါတယ်ရှင်အေးသမီးလေးခဏကင်ထားအောင်ဝေမန်းကြီးကတဲ့ဖုန်းနံပါတ်ဘယ်လောက်တုံးတာ6633နော်66334311866333431186သမီးအဲ့ဒီရဲ့ဖုန်းနံပါတ်ကအေးသင်းဆိုပြီးတော့နာမည်ကြီးနဲ့သမီးရေဝေမန်းကြီးမှာနော်အခုခொနစ်သားသမီးစီကနေပြီးတော့ငွေတွေတောက်လျှောက်လိမ့်နေတယ်ညီမလေးတို့ရဲ့ဒီကုမ္ပဏီကညီမလေးတို့ရဲ့ဒီဝေမန်းကြီးဒီကုမ္ပဏီကဖုန်းနံပါတ်တွေကမှတ်ပုံနေနဲ့တိုက်ဆိုင်စစ်ဆေးခြင်းမပြုတ်ဘဲနဲ့တပားသူရဲ့နာမည်လေးကိုဒီလိုအလွဲသုံးစားအလွယ်တကူပြုတ်ခွင့်အသုံးပြုတ်ခွင့်ပြုတ်ပြီးတော့ငွေလိမ်လို့ရနေရလားညီမလေးဟုတ်ကဲ့ပါရှင်အဲ့တော့ဆိုရင်ညီမလေးအမရဲ့မပုံနေနာမည်မဟုတ်ဘူးနဲ့အမမျက်နှာမဟုတ်ဘူးနဲ့ညီမလေးဘာဖြစ်လို့အေးတင်ဆိုပြီးတော့ညီမလေးဒီမှာဘာဖြစ်လို့အဲ့လိုပေါ်နေရလဲပြောအဲ့တော့ဖြေရှင်းနာမည်တူတာဟုတ်ကဲ့ပါရှင်နာမည်တူတာလေးပဲဖြစ်ပါလိမ့်မယ်ရှင်အမရမပုံနေကြလေးကအသုံးပြုထားတယ်အဲ့ဆန်လွမ်းပြီးတော့ကောက်မှာသွားလိုက်ပြီညီမလေးတို့စီမှာအဲ့ဒီဖုန်းနံပါတ်ကဘယ်မပုံနေအောင်အသုံးပြုထားတာလဲညီမလေး6633431188လေးကိုအသုံးပြုခွင့်လေးပေးရပါရှင်အဲ့ဒါဆိုရင်အမလောက်ထားတာမှမဟုတ်ဘဲနဲ့ညီမလေးကဘာဖြစ်လို့အဲ့ဒီဟာဖြစ်နေတာတော့အဲ့ဒါဆိုညီမလေးကိုအမမပုံနေအမမျက်နှာမဟုတ်ဘဲနဲ့ဘာဖြစ်လို့ညီမလေးတို့အဲ့ဟာအသုံးပြုခွင့်မရတော့ရနေရတော့အဲ့ဒီဖုန်းနံပါတ်ကိုညီမလေးစစ်ဆေးပေးပါအဲ့ဒါဆိုအခုစစ်ဆေးပေးပါညီမလေး6633431188 6633431188ညီမလေးအဲ့ဒီဘပုံနေနံပါတ်ကိုညီမလေးအခုချက်ချင်းစစ်ဆေးပေးပါညီမလေးအမအေတင်ကိုအမနာမည်ကိုအသုံးပြုခွင့်အမလောက်ဆောင်ချက်မဟုတ်ဘဲနဲ့အမနာမည်ကိုအသုံးပြုပြီးတော့ညီမလေးတို့ West Bunny ကိုအသုံးပြုပြီးတော့အခုငွေလိမ်တဲ့ပြဿနာတွေဖြစ်နေတယ်လေညီမလေးဟုတ်ကဲ့ပါရှင်ညီမတို့ကနေပြီးတော့စစ်ဆေးလိုက်တဲ့အခါမှာမပုံနေကြတဲ့နေတဲ့ညနာစနေပုံလေးတွေကကိုက်နေတဲ့ဆိုင်ကိုထားလေးကဖိုင်ကံမိုးလေးရှိရတဲ့ကြောင့်ဝေးကောင်လေးကိုအသုံးပြုခွင့်လေးပေးထားပါရှင်ညီမလေးအဲ့ဒါဆိုရင်အမပြောပြမယ်ခဏလေးအဲ့ဒီမပုံတွေကဘယ်သူမပုံနေလဲညီမလေးဟုတ်ကဲ့ပါရှင်ဝေးကောင်လေးကိုလေးဖြစ်နေတာအသုံးပြုနေတဲ့သူရမပုံတွေကကြောင်ရှင်ညီမတို့ကနေပြီးတော့တစ်ဖက်ရဲ့ဝေးကောင်ဆိုင်ရာအချက်လက်လေးကတော့ကြပြပေးလို့တော့မရပါဘူးရှင်မဟုတ်ဘူးလေညီမလေးအဲ့ဒါဆိုအဲ့အေးတင်ဆိုတာအဲ့ဒီမပုံနေနံပါတ်မှာအမမျက်နှာလားလို့အမမေးတာအေးတင်ဆိုတဲ့မပုံနေနံပါတ်မှာအမမျက်နှာလားမေးနေတာနင်းကိုမျက်နှာလေးဟုတ်မဟုတ်ဆိုတာလေးကညီမတို့ဘက်ကနေပြီးတော့စစ်ဆေးပေးလို့လေးကမရပါဘူးရှင်အေးတင်ကိုရဲ့မျက်နှာလားလို့မင်းနဲ့အညီဝဲလေကြောက်ပတ်တွေငါ့ကိုဖြေးနေတယ်ငါဖြေးတာအေးတင်ကိုမျက်နှာလားလို့ငါမင်းနေတာလေညီကိုအဲ့ညီအခုဝဲကုမ္ပဏီကိုငါမင်းနေတာနော်6633431188ကငါမျက်နှာအရင်နဲ့ဖွင့်လာလားလို့ငါမင်းနေတာညီအေးတင်ကိုဆိုတာတော့ညီသိတယ်မလားဝေးကောင်းပိုင်ရှင်မဖို့တဲ့ကပိုင်ရှင်ကိုယ်ကစက်သေးပုံချိန်ကူးထားတာပါရှင်အမှန်တန်မှုလေးရှိရတဲ့ကြောင့်အသုံးလေးပြုလို့ရတယ်အဲ့ဒါဆိုရင်ညီအဲ့အေးတင်ဆိုတာတကဘာတော့မှမရှိနိုင်ဘူးမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်အဲ့မပုံနေနံပါတ်ကဘယ်သူမပုံနေနံပါတ်တော့ငါသိချင်တယ်ညီမတို့ဘက်ကနေကဲဇိုးပဲနော်လေးကတော့ပြပြပေးလို့တော့မရပါဘူးရှင်မဟုတ်လေငါညီမညီအဲ့လိုပြောလို့နာမည်တူတာလည်းဖြစ်မှာပေါ့နော်အဲ့ဒါဆိုငါကိုယ်တိုင်လာခဲ့မယ်အဲ့အေးတင်ဆိုတာကအေးတင်ဆိုတဲ့နာမည်နဲ့ညီတို့စီမှာရှိတယ်ပေါ့အဲ့ဒါဆိုမတ်ပုံနေထဲမှာအေးတင်ဆိုတဲ့နာမည်ကိုရှိရတာနဲ့မတ်ပုံနေရှိလို့ညီတို့ဖွင့်ပေးတာပေါ့အဲ့လိုလားဟုတ်ကဲ့ပါရှင်မဖို့တဲ့ကပိုင်ရှင်ကိုယ်ကစက်သေးပုံလေးကိုချိန်ကူးထားတယ်မှန်ကန်မှုလေးရှိတယ်ကိုင်းကျင်မှုလေးရှိရတဲ့ကြောင့်ညီမတို့ဘက်ကနေရဝေးကောင်လေးကအသုံးပြုခွင့်လေးပေးထားတာပါရှင်အဲ့ရဒိဗယ်မရှိဘူးလေအဲ့ဆိုအဲ့အေးတင်ဆိုတာငါလားလို့ငါမင်းနေတာညီတို့အဲ့ဒီမှာညီတို့စီမှာ register တွင်းထားတာငါမျက်နှာလားလို့ငါမင်းနေတာငါမျက်နှာလားလို့မျက်နှာလေးကိုညီမတို့ဘက်ကနေရဘယ်လိုမျိုး
ကောင်မလေးကတော့မသိနိုင်ဘူးလေ အ နော် မမျက်နှာအေတင်ကိုဆိုတဲ့မျက်နှာလားလို့ငါမင်းညာအေတင်ကိုတော့ညီသိတယ်မလား အမကကျမတို့မသိပါဘူးရှင်အမမျက်နှာကိုလည်းကျမတို့မသိ ညီတော့ကွာစံတလွဲရေကောက်ပါတယ်ညီတော့ကွာဝိုင်းလိန်နေတာကောက်ပါတယ်ညီတော့ကွာဝိုင်းလိန်နေတာဝေမန်းနီးကကောက်ပါတယ် ဝေလေးအချိန်ခံရတာလားရှင်အမဝေလေးအချိန်ခံ ငါတယောက်တည်းလိန်ခံရတာမဟုတ်ဘူးကောက်မရဲ့ငါနာမည်တတိုင်းငါနာမည်ကြီးနဲ့တတိုင်းမီလုံးကိုလိန်နေတော့ငါညီတော့အခုဆက်နေတာညီတော့ဝေမန်းနီးကအစုပ်အပြက်ကုမ္ပဏီပဲညီတော့နာမည်တက်ဆိုင်စစ်ဆေးတယ်ဆိုရင်နာမည်တက်ဆိုင်စစ်ဆေးတယ်ဆိုရင် ခဲ့ပါရှင် ဒီမလေးညီငါ့ကိုမရွေးနဲ့နော်ညီ ဟုတ်ကဲ့ပါရှင်အမဝေလေးချိန်ခံရတယ်ဆိုလို့ရှိရင်ကျမတို့ကနေပြီးတော့ဝေလေးဆိုင်ရာဖြည့်ရှင်းပေးတဲ့ဌာနလေးကိုဖုန်းကောပေးလိုက်ပါမယ် အေးပေးလိုက် အမဝေလေးခံရတာလားရှင် ဟုတ်တယ်ငါလိန်ခံရတာမဟုတ်တတိုင်းမီလုံးလိန်ခံနေရတာအဲ့တော့ပေးလိုက်ငါနဲ့ဆိုင်နေငါနာမည်ကိုအသုံးပြုပြီးတော့လိန်နေတာဟဲ့ငါနာမည်ကိုအသုံးပြုပြီးလိန်နေတာအဲ့တော့ငါနဲ့ဆိုင်နေပေးလိုက်ညီတော့အဲ့ဖြည့်ရှင်းရမယ့်ကုမ္ပဏီကို ဝေလေးနဲ့ပြောင်းပေးလိုက်ပါမယ်ရှင်အမ လွယ်ခုလွယ် စစ်သုံးလေးကိုရေးဆက်ပေးပါရှင် ဘာကိုရွေးရမှာပြန်ပြောခဏလေး ပါမယ်ရှင် ခဏလေး ကေပေးလိုက်တာကတော့မထူးဆန်းတော့ဘူးနော်ဝေးပေးလိုက်တာတော့ခုမှကြားဘူးတယ်ဟိုဘောတော့ကျွန်တော်တို့ဒီခုမြန်မာနိုင်ငံမှာဒီကေပေးလိုက်တာကတော့ကြားပြလိုက်ရတော့ကြားဟူပြီးသားဗျာပြဿနာတွေရတော့နော်အစုံပဲဝေးပေးလိုက်တာတော့မကြားဘူးသေးဘူးရှိနေရင်ရှိမှာပေါ့နော်အခုဗီဒီယိုကြည့်ရတာခုတော့လွဲမနေသူတို့တော့ကျွန်တော်ထင်တယ်သူကနာမည်စင်တူလည်းဖြစ်ချင်ဖြစ်မှာပေါ့နော်မတ်ပုံတင်မှာနာမည်တူတွေလည်းရှိတတ်တာပဲလေကျွန်တော်မြန်မာနိုင်ငံမှာလည်းလူဦးရေအများကြီးဗျာတန်50ကျော်လောက်ရှိတာနာမည်တူရှင်လည်းတူမှာပေါ့ဗျာမတ်ပုံတရားတော့ဒီ register လုပ်ပြီးမှပဲသူကဝေပေးကတုံးပြခွင့်ပေးတာကိုသူကမျက်နှာပါ secret ရိုက်ပြီးတော့နော်ဒီပို့တူလက်ခံပြီးမှသူက register လုပ်လို့ရတာအဲ့ဒါဆိုတော့ပြဿနာဒါပဲဝေပေးကမားတာလား customer မားတာလားတော့မသိဘူး Okay နောက်ဗီဒီယိုမှာထပ်တွေ့တော့ပေါ့